ဒီကျောင်းကစာရေးစာဖတ်တင်တာကိုလုံးဝတားမြစ်ထားတဲ့ထူးဆန်းတဲ့ကျောင်းတစ်ကျောင်းပါကျောင်းသူတွေရဲ့နေ့စဉ်အလုပ်ကစားမယ်အိမ်မယ်မျက်နှာတက်မယ်ဒါပါပဲမျက်နှာတက်တဲ့အခါတိုင်းကင်မရာရှေ့မှာတန်းစီပြီးမျက်နှာတက်တဲ့လုပ်ငန်းစဉ်တစ်ခုလုံးကိုဗီဒီယိုမှတ်တမ်းယူခံရပါတယ်တနေ့တော့ဆိုဖီယာဆိုတဲ့ကောင်မလေးဟာအမြင်အာရုံအားနေတာကြောင့်မျက်နှာတက်စေးဘူးကိုမတော်တဆပုတ်ချမိသွားပါတယ်သူဟိုစန်းတီစန်းနဲ့လိုက်ရှာနေတော့သူ့တငယ်ချင်းဘီဘီကပြေးလာပြီးကူရှာပေးပါတယ်ဒါပေမဲ့3စက္ကန့်လောက်နောက်ကျသွားတဲ့အတွက်မျက်နှာတေးရမယ့်အချိန်ကိုကြော်လွန်သွားခဲ့ပါတယ်ဆိုဖီယာဘလောက်ပဲစူးစမ်းပန်းစားရှင်းပြတောင်းပန်နေပါစေခွင့်လွှတ်မှုမရခဲ့ပါဘူးကျောင်းလုံခြုံရေးတွေရောက်လာပြီးသူ့ကိုကြမ်းကြမ်းတမ်းတမ်းဆွဲခေါ်သွားပါတော့တယ်အသက်16နှစ်ပြည့်တဲ့အထိကျိုးလွန်နာခံတတ်အောင်နေတိုင်းအဆက်မပြတ်တင်တန်းပေးခံရပါတယ်အသက်16နှစ်ပြည့်တဲ့အချိန်မှာတော့ဘီဘီကိုအတန်းတစ်ခုစီခေါ်လာပါတယ်ဒီတန်းထဲမှာရှိတဲ့သူတွေအားလုံးကအသက်16နှစ်ပြည့်ပြီးသူတွေကြီးပါပဲဆိုဖီယာကသူ့ကိုကူညီပေးခဲ့မှုတဲ့ဘီဘီကိုတစ်ချက်ကြည့်တာနဲ့မှတ်မိသွားပါတယ်နေ့စဉ်ဗီတာမင်ဆေးတောက်ရမယ့်အချိန်ရောက်လာပါပြီကျောင်းသူတိုင်းကင်မရာရှေ့မှာစီကန်းတကျဆေးတောက်ပြရပါတယ်ကျောင်းကသူတို့ကိုပြောထားတာကတော့အချိန်မှန်ဆေးမတောက်ရင်ကြောက်စရာကောင်းတဲ့ယောဂါတွေကူးစက်ခံရမယ်ဆိုတာပါပဲဒါပေမဲ့မထင်မှတ်ထားပဲဆိုဖီယာကရေချိုးကန်းပေါက်ဝမှာဘီဘီကိုတားပြီးနောက်ဆိုဒီဗီတာမင်တွေဆက်မတောက်ဖို့သတိပေးလိုက်ပါတယ်ဘီဘီကအရန်ဒေါသထွက်သွားပြီးဆိုဖီယာကိုရေချိုးကန်းနဲ့ဆွဲသွင်းကသတိပေးပါတော့တယ်ဒီစကားကိုသာတယောက်ယောက်ကြားသွားရင်သူတို့နှစ်ယောက်လုံးအပြစ်ပေးခံရမှာပါဒါအပြင်ဆေးမတောက်ရင်ယောဂါတွေဝင်လာလိမ့်မယ်လို့ဘီဘီကယုံကြည်နေသေးပါရုတ်တရက်လူစုဝေးကောင်းကောင်းတန်မြည်လာလို့အသက်16နှစ်အရွယ်ကျောင်းသူတွေအားလုံးစာသင်ခန်းနဲ့အပြေးလွှားသွားကြပါတယ်ကျောင်းအုပ်ကြီးကအဝတ်စားထုတ်ကြီးတစ်ထုပ်ကိုတည်လာပြီးအရေးကြီးတဲ့ကြေညာချက်တစ်ခုကိုပြောပြပါတယ်လွန်ခဲ့တဲ့16နှစ်ကဒီကျောင်းသူတွေကိုကျောင်းကမွေးစားခဲ့တာဖြစ်ပြီးအခုတော့ကျောင်းဆင်းရမယ့်အချိန်ရောက်လာပြီလို့ဆိုပါတယ်သူတို့ဘဝမှာပထမဆုံးအချိန်ဖြစ်ကျောင်းဝတ်စုံတွေကိုချုပ်ခွင့်ရပြီးချမ်းသာတဲ့သူတွေရဲ့မွေးစားခြင်းကိုခံရဖို့အတွက်လှပတဲ့ခေါင်းဝင်လေးတွေကိုဝတ်ဆင်ခွင့်ရသွားပါပြီမိန်းကလေးတွေဟာခွင့်ပြုချက်ရမှသာအဝတ်အစားတစ်တွေကိုမော့ကြည့်ရဲကြပါတယ်အကျဉ်းစာရိတ္တကောင်းမွန်တဲ့ဆုလက်အနေနဲ့ကိုယ်နာမည်ပါတဲ့အဝတ်အစားတွေကိုရရှိခဲ့ကြပေမဲ့ဆိုဖီယာတယောက်တည်းသာမျက်မှောင်ကျုံနေခဲ့ပါတယ်တကယ်အနေရကြီးနီးကပ်လာပြီဆိုတာကိုသူသိနေလို့ပါနောက်တစ်ချိန်ဗီတာမင်တွေဆက်မတောက်ဖို့ဘီဘီကိုသူထပ်ပြီးနားချပါတယ်ဆေးတောက်ရမယ့်အချိန်ရောက်တော့ဘီဘီကဆေးပလင်းကိုကန်ရင်ခဏတုံဆိုင်သွားပေမဲ့ပါဇက်ထဲထည့်ပြီးရေနဲ့မျိုးချဟန်ဆောင်လိုက်ပါတယ်တိကျင်စိတ်ကြောင့်သူတကယ်မမျိုးချခဲ့ပဲအိမ်သာထဲသွားပြီးဆေးတောင်ကိုခိုးထွေးထုတ်လိုက်ပါတယ်ပြီးတာနဲ့သူအရန်ကိုနောင်တရသွားပါတယ်စီးမြင်းဆိုတာကိုချိုးဖောက်ပြီးမစင်ကြဲတဲ့မိန်းကလေးတစ်ယောက်ဖြစ်သွားပြီလို့ခန်းစားလိုက်ရလို့ပါမိပိတ်ချိန်ရောက်တော့အားလုံးအိပ်ယာဝင်ကြပါတယ်သူကကိုနိုင်လို့နှုတ်ဆက်မလို့လုံတုံးမှာပဲကျောင်းသူတွေအားလုံးတစ်စက္ကန့်အတွင်းအသေးလဲအိပ်ပျော်သွားတာကိုသတိထားမိလိုက်ပါတယ်သူဇဝေဇဝါဖြစ်နေတော့မှာပဲဆိုဖီယာရုတ်တရက်ထလာပါတယ်တကယ်တော့သူတို့တောက်နေရတာဗီတာမင်တွေမဟုတ်ပဲလူကိုအိမ်မောကျစေတဲ့အိတ်ဆေးတွေဖြစ်နေတာပါစကားပြောလို့မှမဆုံးသေးဘူးအပြင်ဘက်ကတကားဖွင့်တန်ကြားလိုက်ရလို့ဆိုဖီယာလည်းကတင်ပေါ်အမြန်ပြေးတက်ပြီးနှစ်ယောက်လုံးအိတ်ချင်အောင်ဆောင်နေလိုက်ပါတယ်ကြောက်ကြီးနဲ့အတူလုံခြုံရေးနှစ်ယောက်ဝင်လာပြီးကောင်မလေးနှစ်ယောက်ကိုကြာပန်းရွေးချယ်လိုက်ရမှာဘီဘီပါသွားခဲ့ပါတယ်လုံခြုံရေးကသူ့ကိုပွေ့ချီပြီးအပြင်အစင်လုံးဝကွဲပြားတဲ့အခန်းတစ်ခန်းစီခေါ်သွားပါတယ်အပြင်ကခြေတံတွေကြားရပြီးကြောက်ကြီးကဖောက်တယ်တွေကိုခေါ်လာကကောင်မလေးနှစ်ယောက်အကြောင်းအသေးစိတ်ရှင်းပြနေပါတယ်ဟောက်တယ်မျိုးသားကရုပ်ရည်တန်ရှင်းတဲ့ဘီဘီကိုဝယ်ဖို့ဆုံးဖြတ်လိုက်ပေမဲ့အသက်ကြီးပြီးအလှပပြည့်ရွှင်းနေတဲ့သူ့မိန်းမကတော့တခြားကောင်မလေးတစ်ယောက်ကိုပဲရွေးချယ်လိုက်ပါတယ်အယောင်းဝယ်ပြီးသွားတော့ဘီဘီကိုလုံခြုံရေးကအိတ်ဆောင်စီပြန်ပို့ပေးလိုက်ပါတယ်အခန်းထဲမှာကြံခဲ့တဲ့ကောင်မလေးကိုတော့လုံခြုံရေးကပွေ့ချီပြီးခေါ်သွားပါတော့တယ်ခေါ်သွားခံရတဲ့ကောင်မလေးတွေဟာရောင်းစားခံရတာဖြစ်ကြောင်းဆိုဖီယာတို့သဘောပေါက်သွားပါပြီဒါပေမဲ့ဘီဘီကတော့အကြောင်းကတင်ပေးထားတဲ့အပြင်ဘက်ကလေထုကညဉ့်ညမ်းနေပြီးလူတွေအသက်ရှင်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့အလိမ်ညာကိုယုံကြည်နေသေးပါဆိုဖီယာကသူ့အသက်73နှစ်ကတည်းကဗီတာမင်တွေမှာပြဿနာရှိမှန်းသိခဲ့တာပါဒါပေမဲ့ဘီဘီကတော့ကျောင်းကဆရာဝန်ကြီးကိုအရန်ယုံကြည်ပြီးသူ့ကျောင်းမှာအနာပေါက်နေတဲ့ပြည့်ဝချက်ကိုပါပြောပြလိုက်ပါတယ်အဲ့ဒီအိတ်ဆေးဗီတာမင်တွေကိုဖော်ဆက်သူဟာအဲ့ဒီဆရာဝန်ကြီးပဲဆိုတာကိုတော့သူမသိခဲ့ပါဘူးဆရာဝန်ကြီးကဘီဘီဆေးမတောက်ထားဘူးဆိုတာရိပ်မိသွားပြီးဗီတာမင်အပြင်းစားလို့ဆိုကဆေးတစ်လုံးထိုးပေးလိုက်ပါတယ်ဆေးအချိန်ကြောင့်ဘီဘီတယောက်ခေါင်းတွေမူနောက်ပြီးငါကမစင်ကြဲတဲ့မိမပါလို့တွတ်ရေရွတ်နေပါတယ်ဒီအကြောင်းကိုတခြားကောင်မလေးတယောက်ကကြားသွားပြီးတိုင်တန်းလိုက်တဲ့အတွက်ဘီဘီဟာခွေးလောင်အိမ်ထဲပိတ်လောင်ခံလိုက်ရပါတယ်ဆိုဖီယာကတော့ထွက်ပြေးဖို့အစီအစဉ်ဆွဲနေပါပြီးသူကအိယာခင်းတွေကိုကျိုးလိုချစ်ထားပြီးအိတ်ဆောင်တွေကိုခိုးကြောင်ခိုးဝက်ဝင်လာတဲ့လုံခြုံရေးတယောက်ကိုအနောက်ကနေကျိုးနဲ့ရစ်ပတ်ကမိလဲသွားအောင်လုပ်လိုက်ပါတယ်ပြီးတော့သူ့စီကကြီးကပ်ကိုခိုးယူလိုက်ပါတယ်နောက်နေ့မှာကျောင်းအုပ်ပိုင်းကဆိုဖီယာကိုတန်တရားဝင်ပြီးလူတိုင်းကိုအိတ်ဆေးတွေအတင်းကျပ်တိုက်ပါတော့တယ်အားလုံးအိမ်မောကျသွားချိန်မှာဘီဘီကတော့အသိစိတ်လွတ်မသွားအောင်သူ့လက်ဘဝကိုသူနာကျင်အောင်အတင်းချစ်ပြီးအိယာဘော်ကနေလိမ့်ဆင်းလာပါတယ်ဆိုဖီယာဝတ်ထားခဲ့တဲ့ကတ်နဲ့တကားကိုဖွင့်ဖို့စူးစမ်းပေမဲ့မရတဲ့အတွက်တကားပတ်တာတွေကိုကတ်နဲ့လှည့်ဖြုတ်ပြီးအပြင်ကိုထွက်လာခဲ့ပါတယ်စန်တဝါဝါနဲ့ရှောက်သွားရင်းတာဝန်ခံဆရာမကိုမိအိမ်နဲ့ထုရိုက်ကသူ့စီကကတ်ကိုထပ်ယူပြီးဆိုဖီယာကိုသွားခဲ့ပါတော့တယ်ဆိုဖီယာကိုကယ်ပြီးနောက်စင်ကြံလန်းအဆုံးကအခန်းတစ်ခန်းလေးကိုရောက်သွားကြပါတယ်အဲ့ဒီမှာအလောင်းသုံးလောင်းကိုတန်းစီချထားပြီးအရင်ကခေါ်ဆောင်သွားခံရတဲ့ကောင်မလေးတွေရဲ့နာမည်တွေရေးထားတာကိုတွေ့လိုက်ရပါတယ်အဝတ်ကိုလှန်ကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူတို့လန့်ဖြတ်သွားပါတယ်အလောင်းရဲ့မျက်နှာတစ်ခုလုံးကိုအခွန်ခွာပြီးလှိထုတ်ထားတာပါဆိုဖီယာကတခြားကျောင်းသူတွေကိုစုစည်းပြီးဒီကျောင်းကြီးရဲ့ရက်ဆက်တဲ့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်ပြောပြပါတယ်ဒါပေမဲ့ဘယ်သူမှမယုံကြပါဘူးဒီအချိန်မှာပဲဘီဘီက TV တစ်လုံးမှာလာနေတဲ့မျက်နှာအစားထိုးခြင်းကြော်ညာတစ်ခုကိုတွေ့သွားပါတယ်တကယ်တော့ဒါဟာအကြောင်းမဟုတ်ပါဘူးချမ်းသာတဲ့အမျိုးသမီးကြီးတွေအတွက်မျက်နှာအစားထိုးပေးတဲ့စက်ရုံကြီးတစ်ခုသာဖြစ်ပါတယ်သူတို့ကိုနေအောင်လေးတန်းမခံရအောင်မွေးမြူထားပြီးထိုးပေးနေတဲ့ကာကွယ်ဆေးဆိုတာတွေကလည်းဝယ်သူတွေနဲ့သွေးမျိုးစားကိုက်ညီအောင်လုပ်နေတာကဖြစ်ပါတယ်တာဝန်ခံဆရာမရောက်လာတဲ့အခါဘီဘီကဆရာမရဲ့သပင်
တုကိုဆွဲချုပ်လိုက်တဲ့အခါသူ့လေပင်ကချုပ်ရိုးရာကြီးကိုအားလုံးမြင်သွားကြပါတော့တယ်တကယ်တော့ဒီဆီယာမကိုယ်တိုင်ကသူများမျက်နှာကိုခွာပြီးအစားထိုးတက်ဆင်ထားတာပါအမှန်တရားပေါ်သွားပြီဖြစ်လို့ကောင်မလေးတွေထွက်ပြေးကြပါတော့တယ်အချက်ပေးတံတွေမြည်လာပြီးဆိုဖီယာနဲ့ဘီဘီတို့ဟာလုံခြုံရေးခန်းတစ်ခုထဲဝင်ပုန်းနေလိုက်ရပါတယ်အဲ့ဒီအချိန်မှာဆရာဝန်ကြီးရောက်လာပါတယ်သူကဒီစက်ယုံရဲ့နောက်ွယ်ကကျိုးကင်သူကြီးပါဆရာဝန်ကြီးကမင်းတို့မျက်နှာတွေအတွက်ငါဘလောက်တောင်အကုန်ကြခံပြီး16နှစ်တိုင်တိုင်ပြုစုပြောထောင်ခဲ့ရလဲလို့အော်ဟစ်နေချိန်မှာပဲဘီဘီကသူ့ကိုလှောင်ပြောင်ပြုံးရည်လိုက်ပြီးဓာတ်တစ်ချောင်းကိုထုတ်ကာကိုမျက်နှာလှလှလေးကိုကိုယ်တိုင်အချက်ပေါင်းများစွာမှုန်းပစ်လိုက်ပါတော့တယ်16နှစ်တိုင်တိုင်အပင်ပန်းခံပြုစုထားတဲ့ကုန်ပစ္စည်းလေးဟာအခုတော့တန်ဖိုးမရှိတော့ပါဘူးဆရာဝန်ကြီးလည်းယူမတက်ဖြစ်သွားပါတယ်တခြားထွက်ပြေးလွတ်မြောက်သွားတဲ့ကောင်မလေးတွေရဲ့တိုင်ကြားချက်ကြောင့်နောက်နေ့မနက်မှာတော့ရဲတွေရောက်လာပြီးဆိုဖီယာနဲ့ဘီဘီတို့ကိုကယ်တင်နိုင်ခဲ့ပါတယ်နှွေးထွေးတဲ့နေအောင်ကြီးလေးသူတို့ကိုကြားရောက်လာချိန်မှာတော့သူတို့နှစ်ယောက်လုံးငရဲရင်းကနေအသက်ပြန်ရှင်လာသလိုခံစားလိုက်ရပါတော့တယ်ဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်